ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ငွေတို့ channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့တပတ်စာမပြောင်းပတ်တီကတော့943ညမပြောင်းပတ်တီပါဗျာနော်93ညကတော့ဒီမှာ2ရက်တွင်းတစ်လုံးလာပါလိမ့်မယ်ဗျာနော်တနေ့တွင်းတစ်လုံးကျင်းစီလာပါလိမ့်မယ်ဒီကတော့ဒီ9လုံးကတော့အပြီးခွေ2ချိန်လောက်လာပါလိမ့်မယ်ဗျာ3ရက်1ရက်ရှိနေတော့ချိန်ထိုးကြပါဗျာနော်ဒီထက်လည်းအပြီးခွေနော်2ချိန်လာပါလိမ့်မယ်ကိုကြိုက်တဲ့အပြီးခွေတတွဲကိုပဲကင်ပြီးတော့သေချာလေးလိုက်ပါဗျာနော်ဟိုဘက်ကတော့ကျွန်တော်မတင်ဖြစ်ပါဘူးဗျာနော်ဂျားထဲမှာကျွန်းကျွန်းလာယူတဲ့လူတွေကတော့အဆင်ပြေမယ်လို့ထင်ပါတယ်နောက်ဆုံး2ရက်မှာတော်တော်အဆင်ပြေမယ်ထင်ပါတယ်ဗျာနော်ဝမ်းချင်းတွေကလည်းဟိုဘက်ကတောက်လျှောက်တော့မှန်သွားပါတယ်ကြံရတဲ့ဘက်ကမတင်ဖြစ်တာကတော့မိတ်ဆွေတို့လည်းသိတဲ့အတိုင်းပဲပေါ့နော်ဒီငနှင်းဘေးဒုက္ခအခြေအနေနဲ့ကိုယ့်ရဲ့စိတ်အခြေအနေကလည်းမကောင်းတာနဲ့မတင်ဖြစ်တာပါဗျာနော်ကဲဒီတစ်ပတ်ကတော့ဟိုတကြံလဲနောက်တစ်ပတ်တကြံလဲဒါနေပြီဆိုတော့နော်အလူတန်းလေးလည်းလုပ်လို့ရအောင်နော်အဆင်ပြေအောင်ပေါ့ဗျာနော်ကဲဒီကျွန်တော် channel လေးကိုကြည့်နေလို့လည်းသိပါတယ်ဗျာကျွန်တော်စကားလည်းအများကြီးမပြောချင်တော့ပါဘူးနော်အဲ့တော့ဒီမှာပတ်တိလိုက်မဲ့လူတွေကလည်းဒီ93ညတစ်လုံးကိုဒီချကိုင်းပြီးတော့လိုက်ပါဗျာနော်မနေ့အတွက်တော့ကျွန်တော်ဒီနေ့ပေါ့နော် sorry မနေ့မဟုတ်ပါနောက်ရက်ဒီကြာရင်လည်းကျွန်တော်တင်ချင်မှတင်ပြပါပါဗျာနော်အဲ့တော့ one chain key လေးတွေတော့ကျွန်တော်တင်ပြပါမယ်ဒါဒီဖုန်းနံပါတ်ကနေပဲလာဟိုင်းလို့လည်းရပါဗျာနော် one chain လေးတွေလိုချင်တယ်ဆိုရင်တော့ဒီဖုန်းနံပါတ်ကနေလာဟိုင်းပါမဟိုင်းလည်းဘာမှဖြစ်ပါဘူးနော်ကျွန်တော်ခင်ဗျားတို့ free ပေးတာပါလာဟိုင်းပြီးယူတယ်free ပေးပါတယ်လာယူတဲ့လူတွေတော့သိပါတယ်ဗျာနော်ကျွန်တော် channel လေးကို subscribe လုပ်တော့subscribe လုပ်ဖို့တော့မမေ့ပါနဲ့ဗျာနော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တင်တဲ့ချိန်တိုင်းတွေ့အောင်လုပ်ပါဗျာနော်စကားတွေလည်းအများကြီးပြောချင်တော့ပါဘူးအဲ့တော့ဒီနေ့မနေ့အတွက်ထိုးခွက်ထုတ်ထားတာလေးတွေရှိပါတယ်16ထိပ်ပေါ့နော်16ကိုကျွန်တော်93ခွန်ကတ်မှာပေါ့ဗျာအဲ့တော့ဒီမှာမှင်နေလေးထားတာတော့ကျွန်တော်စိတ်ကြိုက်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ခဏလေးတွေပါကြိုက်နေတဲ့ဆိုရင်ယူသုံးပါမကြိုက်ရင်တော့မသုံးပါနဲ့ဗျာနော်တကယ်လို့ပေါ့16ကမနက်ပိုင်းမှာမထွက်ခဲ့ရင်ဒီမှာ16ကညနေပိုင်းကိုပြန်လိုက်ပါအဲ့တော့ခွန်နဲ့ကပ်ပါနော်ခွန်နောက်ညနေပိုင်းကိုကျတော့ခွန်နောက်ပေးထားပါတယ်ခွန်နောက်ကြိုက်ပါတယ်နှစ်နောက်ကတော့ရမ်းပါဗျာနော်မနက်ပိုင်းမှာ16မထွက်ခဲ့ရင်ညနေပိုင်းကို16နဲ့အဒီကောင်ကပ်ပြီးတော့ထိုးပါဗျာနော်ကဲဒီနေ့အတွက်ကတော့ကျွန်တော်ဒီလောက်ပါပဲဗျာနော်တွန်းဆိုင်ပြီးလည်းအလင်းတင်ရင်တော့ကျွန်တော်တင်နိုင်အောင်ချိုးစားပါမယ်ဗျာနော်ဒါလေးတွေလည်း screenshot ရိုက်ထားပါနော်ဒီကောင်လေးတွေလည်း screenshot ရိုက်ထားပါဗျာနော်ကျွန်တော် channel ကြည့်တဲ့လူတွေသိပါတယ်ဒီပတ်တီးကထွက်ပါတယ်ထွက်တာများပါတယ်နော်အဲ့တော့တေချာပတ်တီးလိုက်တဲ့လူတွေတေချာချိန်ပြီးတော့လိုက်ပါဗျာနော်ကဲအားလုံးပဲအဆင်ပြေကံကောင်းကြပါစေဗျာနော်တဘာဝဘေးရန်တွေမှာလည်းကင်းဝေးကြပါစေဗျာကျေးဇူးတင်ပါတယ်